2050မှာကဘာကြီးပါတွေဖြစ်လာမှလဲအားလုံးပဲမင်္ဂလာပါရှင် Golden Star Entertainment YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့လူသားတွေဟာအနာဂတ်တွေနဲ့ပတ်သက်ပြီးသိရှိစိတ်ပြင်ပြလေးရှိတတ်ကြပါတယ်လာမယ့်အနာဂတ်မှာကျမတို့နေထိုင်နေတဲ့ကဘာကြီးမှာဘာတွေဖြစ်လာမလဲဆိုတာကိုတော့မိသူတူဦးတယောက်ကမှအတက်ပြောနိုင်မှာတော့မဟုတ်ပါဘူးဒါပေမဲ့လာမယ့်2050ရောက်ရင်ကဘာကြီးမှာဘာတွေဖြစ်လာမလဲဆိုတဲ့မေးခွန်းအတွက်ကျမတို့မှာသိပ္ပံပညာရှင်တွေရဲ့ခံမှန်းတွက်ချက်မှုတွေရှိနေကြပါပြီ2050ရောက်ရင်ကျမတို့တွေလည်း30နီးပါးလောက်အသက်တွေကြီးသွားကြမှာဖြစ်ပြီးကဘာကြီးမှာဘာတွေဖြစ်လာမလဲဆိုတာသိရအောင်ဗီဒီယိုလေးကိုအဆုံးထိတူတူကြည့်လိုက်ကြရအောင်နော်ကျမတို့ Golden Star Entertainment ရှင်တွေမှာလူကြီးမင်းတို့အတွက်ကဘာတွန်းမှာလူသိနေတဲ့အကြောင်းအရာတွေဘ ഹു တုတရစရာတွေကိုစူးစီးတင်ဆက်ပေးနေတာမို့ channel လေးကို subscribe လုပ်ပြီးဗီဒီယိုအသစ်တင်တိုင်းလေးသိရအောင်ဘီနာကခေါင်းလောင်းလေးကိုနှိပ်ပေးတော့ကြပါအောင်နော်ကဲဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်2050တွင်ကမ္ဘာလူဦးရေဟာအနည်းဆုံး9ဘီလီယံကျော်ထိရှိလာပြီးအိန္ဒိယနိုင်ငံရဲ့လူဦးရေဟာတရုတ်နိုင်ငံကိုကျော်လွန်သွားမယ်ဟုခန့်မှန်းပြောဆိုကြပါတယ်2050တွင်ကမ္ဘာလူဦးရေ၏85%ဟာမြို့ကြီးများတွင်နေထိုင်လာကြပြီးမိုးမျှော်အထက်မြင့်အဆောက်အဦများဟာလည်းအများအပြားပေါ်ပေါက်လာကမိုးပြက်လမ်းများကိုလည်းအများဆုံးတိစောက်လာကြမယ်လို့ခန့်မှန်းကြပါတယ်မြမသောအဆောက်အဦများကိုမိုးပြက်လမ်းများဖြင့်ရှိတ်ဆက်သွားလာနိုင်ကြပြီးတစ်တောနေရာတော်တော်များများဟာတဖြည်းဖြည်းလျော့နေလာပြီးထိုနေရာများကိုကွန်ကရစ်ဖြင့်အစားထိုးလာကြပါမယ်ဆိုလိုတာကတစ်တောများကိုခုတ်လေပြီး၎င်းနေရာတွင်အဆောက်အဦများဆောက်လုပ်လာကြမယ်လို့ခန့်မှန်းကြပါတယ်အဆောက်အဦများတိုးရှေ့ဆောက်လုပ်လာခြင်းတို့ကြောင့်စိုက်ပျိုးမြေနေရာများရှားပါလာကအစာအသောက်နှင့်ရေလိုအပ်ရှာများဟာလည်းပုံမှန်များပြားလာနိုင်မယ်လို့ခန့်မှန်းကြပါတယ် US ရဲ့အစီရင်ခံစာအရကဘာကြီးဟာပို၍ပူနေလာမည်ဖြစ်ပြီးရေခဲတောင်များပုံမိုးအရေးပြောလာကပင်လယ်ရေမျက်နှာပြင်ဟာ2050တွင်ပုံမိုးမြင့်တက်လာနိုင်တယ်လို့ခန့်မှန်းကြပါတယ်ဒါကြောင့်ပင်လယ်ကမ်းစပ်မှာရှိတဲ့မြို့အရှို့နဲ့ကျွဲအများပြားဟာပင်လယ်ရေအောက်သို့ရောက်ရှိသွားနိုင်ပါတယ်ရှင်2050ရောက်ရင်စက်ရုံအလုပ်ရုံများဟာအလုပ်အများစုကို robot စက်ရုံများဖြင့်ပုံမအစားထိုးလုပ်ကိုင်လာကြတာကြောင့်လူသားများအတွက်အလုပ်အကိုင်ခွင့်လန်းများဟာ90%ထိဆုံးရှုံးလျော့နေသွားနိုင်ပါတယ်2050ဟာနည်းပညာနဲ့တည်ခြင်းတရားကြားအားပြိုင်မှုတစ်ခုအဖြစ်လည်းရှိလာနိုင်ပါတယ်တည်ခြင်းတရားကိုနည်းပညာနဲ့တားဆီးမြနိုင်ပေမဲ့မှတ်ဉာဏ်များကိုတော့မပြောက်သွားအောင်နည်းပညာနဲ့သိသိနိုင်ပါတယ်အနာဂတ်တွင်လူရဲဥနောက်မှာအသိဉာဏ်များကိုကွန်ပျူတာဖြင့်ချိတ်ဆက်ပြီးhard disk များအထွေးတွင်သိသိထားက၎င်း data များကိုဖိုင်များအဖြစ်အရှိန်မရွေးထုတ်ယူအသုံးပြုကြပါမယ်အတိတ်ပဲကတော့လူတူတည်ဆုံးသွားလျင်လေ၎င်းတို့ရဲ့အသိဉာဏ်ပညာအတွေ့အခေါ်တွေကကျန်ရှိနေခဲ့မှာဖြစ်ပါတယ်အနာဂတ်တွင်ဆေးပညာများလေဆက်လက်တိုးတက်ပြီးယောဂကြောင့်အသက်တည်ဆုံးနှုန်းများလေလျော့နေနိုင်ပါတယ်2050တွင်အသက်80အောက်သေဆုံးသူများမရှိသလောက်နေပါလာမည်ဟုခန့်မှန်းနေကြပါတယ်။တစ်ချိန်တည်းမှာပင်ကင်ဆာကဲ့သို့ပြင်းထန်သောယောဂများကိုလည်းလုံးဝပျောက်ကင်းအောင်ကုသလာနိုင်မည်ဖြစ်ပြီးယောဂအမျိုးအစားများအလုံးကိုကာကွယ်ဆေးတစ်မျိုးတည်းဖြင့်ကုသနိုင်သည့်အထိဆေးဝါးပညာများလည်းတိုးတက်လာနိုင်ပါတယ်။ဆေးကုသမှုဆိုင်ရာမှတ်တမ်းအစီရင်ခံစာများဟာမိုဘိုင်းဖုန်း၊ကွန်ပျူတာများပေါ်သို့ရောက်ရှိလာပြီး၎င်းတို့ကိုဆရာဝန်စီကိုပို့ရှင်ဖြင့်အိမ်မှာနေရင်ဆေးကုသမှုခံယူလာနိုင်ကြပါမယ်။အနာဂတ်တွင်ကျွန်ုပ်တို့ဟာယနေ့ခေတ်ထက်နည်းပညာမြင့်ပစ္စည်းများကိုပိုမိုအသုံးပြုလာနိုင်ကြမည်ဖြစ်ပြီးစူပါကွန်ပျူတာများဟာလည်းယနေ့ခေတ်ထက်အဆပေါင်းများစွာပိုမိုမြတ်ဆန်လာနိုင်မည်ဟုခန့်မှန်းကြပါတယ်။2050တွင်နာနိုနည်းပညာဖြင့်ဥနှောက်အတူကိုဖန်တီးနိုင်မည်ဖြစ်ပြီးစိတ်ဖြင့်ဖြည့်ခြင်းရန်မလွယ်ကူသောပြဿနာများကို brain computer interface မှတဆင့်ဥနှောက်နှင့်ချိတ်ဆက်ကလွယ်ကူစွာဖြည့်ရှင်းလာနိုင်ကြပါမယ်။အနာဂတ်တွင်ဓာတ်ဆီကိုလောင်စာအဖြစ်အသုံးပြုမှုမရှိကြတော့ဘဲ၎င်းအစားဟိုက်ဒရိုဂျင်ကိုလောင်စာအဖြစ်အသုံးပြုလာနိုင်ကြပါမယ်။ထို့အပြင်လူသားများဟာဓာတုတရက်စင်များစွာကိုလောင်စာအဖြစ်အသုံးပြုလာကြမည်ဖြစ်ပြီးလေးနှစ်နေမှရရှိသောစွမ်းအင်များကိုအဓိကထားအသုံးပြုလာနိုင်ကြပါမယ်2050တွင်ကားပြက်များပေါ်ပေါက်လာနိုင်ပြီးကားများရန်နာရန်ပါကင်များကိုလည်းလိုအပ်တော်မီမဟုတ်ပါဒူဘိုင်းတွင်ကားပြက်များနှင့်ပတ်သက်ပြီးယခုကလေးကသုတေသနများစွာကိုလည်းပြုလုပ်လျက်ရှိနေကြပါပြီ
2050တွင်မောင်းသူမေကားများထွက်ပေါ်လာနိုင်ခြင်းရှိပြီးကုမ္ပဏီများစွာကလည်းမောင်းသူမေကားများထုတ်လုပ်ရာတွင်ပါဝင်လာကြပါတယ်။လမ်းမပေါ်ရှိယာဉ်များအလုံးကိုကွန်ပျူတာဖြင့်ထိန်းချုပ်နိုင်ကမတော်တဆမှုတစ်ခုဖြစ်ပေါ်မိသတရားရှိပါကရင်တိုက်မှုမဖြစ်ပေါ်မီကွန်ပျူတာစနစ်များကအလိုလျောက်ထိန်းချုပ်ပြီးမတော်တဆမှုများကိုရောကြလာနိုင်ကြပါမယ်။မောင်းသူမေကားများဟာရေဘူးရအဖြစ်လမ်းအာယုံခံကရိယာများပေါ်မူတည်ပြီးအလုပ်လုပ်ကြတာကြောင့်ရင်တိုက်မှုဖြစ်နိုင်ခြင်းများလွန်စွာရောကျသွားစေနိုင်ပါတယ်။လက်ရှိဖွံ့ဖြိုးပြီးနိုင်ငံများတွင်အလိုလျောက်မောင်းနေနိုင်သောယထာများကိုစတင်ပြည့်စုံလျက်ရှိနေပြီး2050တွင်မောင်းသူမေကားများကိုအချို့နေရာများနှင့်ဖွံ့ဖြိုးပြီးနိုင်ငံလမ်းမများပေါ်တွင်တွေ့လာနိုင်ကြမယ်လို့ခန့်မှန်းကြပါတယ်။2050တွင်ကီလိုမီတာထောင်ပေါင်းများစွာသွားလာရန်လောင်စာဆီမလိုအပ်တဲ့နည်းပညာများလည်းပေါ်ပေါက်လာနိုင်မယ်လို့ခန့်မှန်းကြပါတယ်။ထို့အချိန်တွင်ကားများအလုံးကိုတက်လိုက်လိုင်းများဖြင့်လေပတ်စေမှာဖြစ်ပြီးလေထုညဉ့်ညမ်းမှုလေးရောနေကခရီးသွားစရိတ်ကလည်းတက်တာလာစေနိုင်ပါတယ်။အနာဂတ်တွင်အားလျက်ခရီးစဉ်များကိုအမေရိကန်စင်ကာပူနိုင်ငံများကိုတွားရောက်လေပတ်ကြမည်မဟုတ်တော့ဘဲလကပါမတ်ဂျိုများတို့အလေသွားနိုင်ကြပါမယ်။၎င်းနှင့်ပတ်သက်ပြီး NASA အပါအဝင်အာကာသအေဂျင်စီများစွာတို့ကလည်းယခုကတည်းကလှုပ်ဆောင်လျက်ရှိနေကြပါပြီ။2050တွင် 3D print နည်းပညာများလည်းတွေ့ကြလာနိုင်ပြီးမိသည့်အရာကိုမဆိုလွယ်ကူစွာပုံဖော်ပြုလုပ်နိုင်လာကြပါမယ်။ 3D print ဖိုင်များကိုကွန်ပျူတာဖြင့်ဖန်တီးပြီး 3D printer များတွင်အလွယ်တကူထုတ်ယူလာနိုင်တာကြောင့်အသေးစိတ်ဆန်သောအရာဝတ္ထုများနှင့်လက်နက်များထုတ်လုပ်ရာတွင်ပုံမလွယ်ကူလာကြမယ်လို့ခန့်မှန်းကြပါတယ်။အစားအသောက်များကိုပင် 3D printer ဖြင့်ထုတ်လုပ်နိုင်ကြမယ်လို့လည်းဆိုကြပါတယ်။ကျောင်းသားများဟာစာအုပ်အထူများကိုလေးလံစွာတည်ဆောက်ရန်မလိုအပ်ပေ tablet များပါလော်သော laptop များအသုံးပြုပြီးသင်ခန်းစာများကိုအလွယ်တကူသိသိလာနိုင်ကြပါမယ်။ကျောက်တင်ပုံများဟာလည်းမြေဖြူများသုံးစရာမလိုတော့ပေ touch screen ပုံများဖြစ်လာကအရှိန်တို့အတွင်းရွေးစေးတင်ပြလာနိုင်ကြတာကြောင့်ပညာရေးမှာပုံမထိရောက်လာနိုင်ကြပါမယ်။အနာဂတ်တွင်တခြားကမ္ဘာမှဂျိုသားများနှင့်လူသားမျိုးတွေကိုထိခိုက်စေမဲ့စစ်ပွဲများဖြစ်ပေါ်လာပါကအချက်အလက်များမဆုံးဖြုံးစေရန်နိုင်ငံအသီးသီးမှာထူးချွန်သူများကိုကြိုတင်ရွေးချယ်အကာအကွယ်ပေးထားပြီးစစ်ပွဲများပြီးဆုံးပါကထိုရွေးချယ်ထားသူများကလူသားမျိုးနေဆက်လက်ရှင်သန်စေမယ့်အစီအစဉ်များကိုလည်းရေးဆွဲဆောင်ရွက်လျက်ရှိနေကြပါတယ်။ဒီတော့ပြည်သက်တို့အနေနဲ့2050မှာဖြစ်လာမယ့်ကမ္ဘာကြီးရဲ့ဘယ်အကြောင်းအရာတွေကိုသဘောကျမိပါသလဲ။သိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်တွေကရောတကယ်ပဲမှန်ကန်လာနိုင်မလားဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပြသွားကြပါအောင်နော်။နားဆင်အားပေးကြတဲ့တဦးတယောက်ရှင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်